ကဲတော်မရခန့်တွေခေါ်ရလဲခတ်ပါတယ်ရှင်းမြဝင်တွေမှာရိုးစင်းတဲ့အဖြစ်တစ်ခုရှိရဲ့ကျမနှစ်သက်ရတဲ့ညိုလဲပြပြလို့ပဲခေါ်မယ်ဒီနေ့တော့ကျမတို့တွေ့ကြပြီနော်ကျမရဲ့လေတံတွေကတီတောင်တီတာပျော်နေတော့ညိုလဲပြပြအတွက်ရေစရာဖြစ်နေရောပေါ့ရှင်းနာမည်ကိုကျမသိဝင်ရတော့လေအထူးဆန်းတော့ဖြစ်မနေပါဘူးညိုလဲပြပြရဲ့ရှင်ကနာမည်နဲ့လိုက်အောင်မာယာတွေခန့်ွယ်နေရဲ့မိန်းမပဲဒါကြောင့်လေလူရန်စားတချို့ဟာရှင်နဲ့ပျောပြေလို့ဖို့အာတန်နေကြတာပဲကျမလည်းမာယာနော်နှစ်နေတယ်ရှင်နဲ့မတွေ့ရခင်အချိန်တည်းကျမရင်တွေဘလောင်ဆူနေရပဲညိုလဲပြပြရဲ့စီကရက်ညက်ထားတဲ့ရှင်းလက်တွေဟာတိတ်လာတာပဲမိုင်းပြပြမျက်ဝန်းတွေနဲ့ကျမကိုသိငယ်အောင်မလုပ်ပါနဲ့ကျမနောက်မှာဘယ်နှယောက်ကြံသေးလဲဖြစ်နိုင်ရှင်းအချိန်တွေဟာအစားကျမတယောက်တည်းပိုင်ခြင်းနဲ့ရှင်နဲ့တွေ့ဖို့ကျမဘလောက်တော့အားခဲထားရလဲတိလာညိုလဲပြပြဘာလို့မှကျူးမဆိုင်တတ်တဲ့ကျမရှင်းအောင်မှကျူးဆိုင်ချင်နေမိတာကျမစူးစမ်းနေရမရသေးသေးကျမမရှုံးသေးဘူးမလားကျမရဲ့မိဘတွေကရှင်နဲ့တွေ့ဖို့ကျမကိုဒီလူဘဝရဲဆွဲခေါ်လာတာရှင်မြဝင်ပြပြရမြင်ရနေတယ်လူဖြစ်ရတာတန်နေပြီမို့ကျမရဲ့အဖေနဲ့မေကိုကျေးဇူးတင်မိရယ်ဒါယူကြောင်ကြောင်နိုင်တယ်လို့ရှင်ပြောရင်လည်းကျမခံရမှာပါပဲကျမရှင်ကိုဆွဲလန်းနေမိတာတကယ်တဲ့လေရှင်လက်ဖွားနှုတ်လေရှင်နှကန်းလေရှင်ပါနုနုလေကျမကြည့်လို့တော့မဝသေးဘူးကွယ်အချိန်တွေကုန်တာတိတ်မြန်ပါလားညိုလဲပြပြရဲ့ကျမဘဝရဲ့အသက်ရှည်စရာရှင်မဲဖြစ်မယ်စက္ကန့်တိုင်းမှာရှင်ကိုတန်းတနေမိတယ်ကျမဘလောက်ပဲယုံထွက်ဒီဘူတာပဲပြန်ဆိုင်တာပဲညိုလဲပြပြရဲ့ကျမရှင်နဲ့တော့ခက်ရကြီးရဲ့